ဒီလူငယ်လေးဟာနိုင်ဆိုင်တစ်ဆိုင်ကိုရောက်လာပြီးမှန်တင်ခုံတွေကနိုင်တလုံးရဲ့စိန်နှုံးကိုမေးမြန်းလိုက်ပါတယ်။ဆိုင်ရှင်မလေးကတော့ဒီနိုင်ရဲ့ဒံဘိုးဟာ6000 8000ထွက်တယ်လို့ပြန်ဖြေလိုက်တာပါ။ဒါကိုကြတော့ဒီလူငယ်ကဒီနိုင်ရဲ့အတူတော့ရှိလာလို့ထပ်မေးလိုက်ပါတယ်။ဆိုင်ရှင်မလေးက200တန်အတူရှိတယ်လို့ပြောလိုက်တဲ့အခါသူကအဲ့ဒီအတူကိုပဲဝယ်ဖို့ဆုံးဖြတ်လိုက်တာပါ။သူကတော့ဒီနိုင်အစ်စ်နဲ့အတူဟာကြည်ရတာချင်းတိတ်မကွာဘူးလို့ယူဆနေတာဖြစ်ပြီးအတူကိုပဲလက်မပတ်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့သူဟာဝမ်းအကိုကြီးဝမ်းလို့ခေါ်တဲ့လူကြီးတစ်ယောက်နဲ့သွားရောက်တွေ့ဆုံနေတာပါ။သူကပြီးခဲ့တဲ့အလုပ်ကိစ္စတွေအတွက်ကျေးဇူးတင်တဲ့အနေနဲ့တခုခုလုပ်ပေးခြင်းတယ်လို့ပြောလိုက်ပါတယ်။ဝမ်းအကိုကြီးဝမ်းလာတော့သူတို့ကြားကဆက်ဆံရေးဟာပုံမှန်စီးပွားရေးလုပ်ဖို့ကြိုက်ဖက်ဒေတာထစ်တယ်လို့ပြန်ပြောနေတာပါ။အဲ့ဒီအချိန်မှာဝမ်းအကိုကြီးဝမ်းကဒီလူငယ်ရဲ့လက်ကနိုင်ကိုတတိထားမိသွားပါတယ်။ဒီလူငယ်ကလည်းသူ့နိုင်ကိုဝမ်းအကိုကြီးဝမ်းသဘောကျနေမှန်းသိလာကြောင်းလက်ဆောင်အဖြစ်ပေးလိုက်တာပါ။ဝမ်းအကိုကြီးဝမ်းကအစာပိုင်းမှာငင်းဆိုနေပြီးမှနောက်ဆုံးမှာတော့ခဏလောက်ပတ်ကြည့်မယ်ဆိုပြီးယူထားလိုက်ပါတယ်။နောက်ပိုင်းမှာတော့တခြားလူငယ်တယောက်ဟာဝမ်းအကိုကြီးဝမ်းစီကိုအကူအညီတောင်းဖို့ရောက်လာခဲ့တာပါ။ဝမ်းအကိုကြီးဝမ်းကတော့သူတို့ကြားမှာအရင်ကအလို့မလို့ဖူးတာကြောင့်ဒီလူငယ်ရဲ့စိတ်ရင်းအစစ်မှန်ကိုမသိနိုင်ဘူးလို့အကြောင်းပြပြီးငင်းဆိုနေတာပါ။အဲ့ဒီအချိန်မှာဒီလူငယ်ကဝမ်းအကိုကြီးပတ်ထားတဲ့နိုင်ကိုကြည့်ပြီးတခုခုကိုတတိထားမိသွားတာပါ။သူကလည်းအဲ့ဒီနိုင်ကိုခဏလောက်ငားပတ်ချင်တယ်လို့ပြောပြီးယူသွားလိုက်ပါတယ်။ဒီလူငယ်ဟာနိုင်ကိုယူပြီးအစောကနိုင်ဆိုင်ကိုပဲရောက်လာခဲ့တာပါ။ဆိုင်ရှင်မလေးကဒီနိုင်ကိုကြည့်ပြီးဒါဟာ200တန်အတုဖြစ်တယ်လို့ပြောလိုက်ပါတယ်။ဒါကိုဒီလူငယ်ကတီးထားပြီးသားဖြစ်လို့သူက6000 8000တန်နိုင်အစ်စ်ကိုပဲဝယ်ယူလိုက်တာပါ။သူကနိုင်အစ်စ်ကိုယူသွားပြီးအတုကိုတော့ဆိုင်ရှင်မလေးကိုလက်ဆောင်အဖြစ်ပေးခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူဟာဝမ်းအကိုကြီးဝမ်းစီပြန်သွားပြီးနိုင်အစ်စ်ကိုပြန်ပေးလိုက်တာပါ။သူကဝမ်းအကိုကြီးဝမ်းကိုအလုပ်ကိစ္စတွေမှာအကျိုးအမြတ်တွေအကုန်ပေးမယ်လို့ကမ်းလှမ်းလိုက်ပါတယ်။ဝမ်းအကိုကြီးဝမ်းကတော့လက်ထဲကနိုင်ကိုကြည့်ပြီးဒီလူငယ်ရဲ့စိတ်ရင်းကိုသဘောကျသွားပုံရပါတယ်။ခဏကြာတော့အစောကနိုင်အတုဝဲခဲ့တဲ့လူငယ်ဟာဝမ်းအကိုကြီးဝမ်းစီကနေသူ့နိုင်ကိုပြန်တောင်းဖို့ရောက်လာတာပါ။ဝမ်းအကိုကြီးကနိုင်ကိုပြန်ပေးလိုက်တဲ့အခါဒီလူငယ်ကသူ့နိုင်ဟာအတုပဲဖိနေသူတယ်လို့ထင်နေတော့ပါပဲ။သူဟာနိုင်ကိုယူပြီးဆိုင်ကိုပြန်သွားကပိုက်ဆံပြန်အန်ခိုင်းဖို့ကြိုးစားပါတယ်။ဆိုင်ရှိမလေးကတော့နိုင်ကိုကြည့်ပြီးအတုပါနေအစစ်ဖြစ်မလာနိုင်ဘူးလို့ပြောလိုက်တာပါ။ဒါပေမဲ့သူမနိုင်ကိုတေချာစစ်ဆေးကြည့်တဲ့အခါမှာတော့ဒါဟာအစစ်ဖြစ်နေမှန်းတီးသွားပြီးအံ့ဩသွားရပါတယ်။တကယ်တော့အရာရာဟာနိုင်ကြောင့်မဟုတ်ပဲလူဒီရဲ့စိတ်နေစိတ်ထားနဲ့လှုပ်ဆောင်ချက်တွေကြောင့်ဖြောင်းလဲသွားတာဖြစ်ပါတယ်။